ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲတင်နန်းကိုမိထီလာစီးပွားရေးတက္ကသိုလ်မှာ2004ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ရာအခုဆိုရင်10စုနှစ်2ခုတိုင်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။2018ခုနှစ်မှာမိထီလာကမ်ပတ်စ်အပြင်နေပြည်တော်ကမ်ပတ်စ်ကိုပါဖွင့်လှစ်နိုင်ခဲ့ပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲတင်နန်းမှတ်စဉ်1ကို2018ခုနှစ်ဇွန်လ9ရက်နေ့မှာနေပြည်တော်ရှိအမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ပရိုဂရမ်ဒါရိုက်တာဖြစ်ပါမောက္ခဒေါ်ပြူပြူသိန်းကတာဝန်ယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းကို Post Graduate Degree ဖြင့်တက္ကသိုလ်မှအနည်းဆုံးဘွဲ့တစ်ခုရရှိမှသာတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။သင်တန်းကိုအပတ်စဉ်စနေနဲ့တနင်္ဂနွေနေ့များမှာဖွင့်လှစ်သင်ကြားခဲ့ပြီးသင်တန်းကာလ2နှစ်သတ်မှတ်ထားခဲ့ပါတယ်။ဒီသင်တန်းကမွေးထုတ်လိုက်တဲ့ကျောင်းစဉ်သင်တန်းသားတွေဟာနိုင်ငံတော်အစိုးရရုံးဌာနတွေပုဂ္ဂလိကနဲ့ NGO ဖွဲ့စည်းတွေမှာအရာရှိကောင်းစီမံခန့်ခွဲမှုခေါင်းဆောင်ကောင်းတွေဖြစ်ရပ်တည်လျက်ရှိနေပြီဖြစ်ပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းကိုအစိုးရပုဂ္ဂလိကနဲ့အစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေမှာတာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပြီးအရေးချင်းပြည့်ဝတဲ့စီမံခန့်ခွဲမှုခေါင်းဆောင်ကောင်းများမွေးထုတ်ပေးရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းမှတ်စဉ်3ရဲ့ဝင်ခွင့်စာမေးပွဲကို2022ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကအာထက8နေပြည်တော်မှာဖြေဆိုခဲ့ကြပြီးရေးဖြေအောင်မြင်သူများအနေနဲ့အွန်လိုင်းလူတွေစာမေးပွဲကို2022ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှ28ရက်နေ့အထိဖြေဆိုခဲ့ကြပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းမှတ်စဉ်3ကိုကိုဗစ်ကပ်ရောဂါကာလကန့်သတ်ချက်တွေကြောင့်အွန်လိုင်းဗီဒီယိုကွန်ဖရင့်စဖြင့်ဖွင့်လှစ်ခဲ့ပါတယ်။စတင်ဖွင့်လှစ်စဉ်ကသင်တန်းသား96ဦးနဲ့စတင်ခဲ့ပြီးအပတ်စဉ်စနေတနင်္ဂနွေနေ့တွေမှာမနက်9:00နာရီမှညနေ4:00နာရီထိအွန်လိုင်းဗီဒီယိုကွန်ဖရင့်နဲ့သင်ကြားခဲ့တာဖြစ်ပါတယ်။ ပရိုဂရမ်ဒါရိုက်တာအဖြစ်ပါမောက္ခဒေါ်ဖြူဖြူသိန်းကပဲတာဝန်ယူဆောင်ရွက်ခဲ့ပြီးသင်ခန်းစာများကိုအခြားဆရာဆရာမများနဲ့အတူသင်ကြားပို့ချပေးခဲ့ပါတယ်။သင်ကြားရေးဘာသာရပ်များအနေနဲ့ course work ကိုဘာသာရပ်18ခုနဲ့သင်ကြားရေးကာလ2နှစ်ထားရှိပြီးသုတေသနကျမ်းကြီးခုခံဖြည့်ဆို့ပြီးအောင်မြင်မှသာပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲကိုရရှိမှာဖြစ်ပါတယ်။သင်တန်းကာလတစ်လျှောက် quarter alike midterm exam ဖြည့်ဆို့ခြင်း final exam ဖြည့်ဆို့ခြင်းတွေကိုအွန်လိုင်းမှာဖြည့်ဆို့အောင်မြင်ခဲ့ကြပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းမှတ်စဉ်3ကိုသင်တန်းသား96ဦးဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီးအဖွဲ့9ဖွဲ့ဖွဲ့စည်းခဲ့ပါတယ်။အဖွဲ့1မှာ12ဦး၊အဖွဲ့2မှာ10ဦး၊အဖွဲ့3မှာ10ဦး၊အဖွဲ့4မှာ12ဦး၊အဖွဲ့5မှာ12ဦး၊အဖွဲ့6မှာ10ဦး၊အဖွဲ့9မှာ12ဦး၊အဖွဲ့8မှာ12ဦးနဲ့အဖွဲ့9မှာ12ဦးစသဖြင့်အသီးသီးဖွဲ့စည်းခဲ့ပါတယ်။မိမိတို့အဖွဲ့လိုက်ဆွေးနွေးမှုများပြုလုပ်ခြင်း၊ဘာသာရပ်ခေါင်းစဉ်နဲ့ပတ်သက်တဲ့ presentation များပြုလုပ်ခြင်းအချင်းချင်းအပြန်အလှန်ဆွေးနွေးခြင်းတဦးချင်းဆွေးနွေးတင်ပြခြင်းနဲ့အဖွဲ့အလိုက်ဆွေးနွေးတင်ပြခြင်းတို့ကိုသင်တန်းကာလတစ်လျှောက်စ조사ဆောင်ရွက်ခဲ့ကြပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းအမှတ်စဉ်3သင်တန်းသားသင်တန်းသူများရဲ့ orientation session ကိုအာထက8နေပြည်တော်မှာ2022ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာပြုလုပ်ခဲ့ပြီးဆရာဆရာမများနဲ့သင်တန်းသားသင်တန်းသူများအကြားတွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ဒါ့အပြင်သင်တန်းသားသင်တန်းသူများအကြားအချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုရရှိစေခဲ့ပါတယ်။ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းအမှတ်စဉ်3သင်တန်းသားသင်တန်းသူများရဲ့ဆရာကြော့ဝဲနဲ့မိတ်ဆုံညစာစာဝဲကို2022ခုနှစ်မေလ21ရက်နေ့မှာနေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
ပါမခချုပ်ဆရာကြီး program director ဆရာမကြီးနဲ့ဆရာဆရာမများကိုကြောခဲ့ကြပြီးဩဝါဒခံယူခဲ့ကြပါတယ်ဒီပွဲကနေဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများအကြားနှွေးထွေးတဲ့တန်မိုးထားလေးစားမှုကိုတွေ့ရှိခဲ့ရပြီးမြတ်ဆရာရဲ့ဂုဏ်ကိုဖော်ထုတ်အောင်မေသတိရစေခဲ့ပါတယ်သင်တန်းသားများကလည်းအဖွဲ့လိုက်ပြောပြီးတင်ဆက်မှုများဆောင်ရွက်ခြင်းအချင်းချင်းလက်ဆောင်ပစ္စည်းလဲလှယ်ခြင်းစာရာတွေကိုဆောင်ရွက်ခဲ့ကြပြီးသင်တန်းသားအချင်းချင်းယုံကြည်မှုနားလည်မှုတွေကိုတည်ဆောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝိသင်တန်းအမှတ်စဉ်3မှာသင်တန်းသားသင်တန်းသူများအနေနဲ့ကုသိုလ်ရေးတွေမှာလည်းမနှီးပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်2022ခုနှစ်ဇူလိုင်လ12ရက်နေ့မှာကျင်းပတဲ့မိထီလာစီးပွားရေးတက္ကသိုလ်ရဲ့ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပြိုင်ပွဲနဲ့ဝါဆိုသင်္ကန်းစက္ကန့်လူရန်မွေ2022ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာကျင်းပခဲ့တဲ့စုပေါင်းမဟာဘုံကထိန်နဲ့ဆရာကြော့ဝဲစာရာရီမှာလည်းအလူရည်ဆက်လက်နဲ့မကွာစုပေါင်းပါဝင်လှူဒန်းခဲ့ကြပါတယ်ကိုဗစ်အလွန်ကာလမှာတော့သင်တန်းအဖွဲ့လိုက်တွေ့ဆုံဆွေးနွေးကြခြင်းလေးလာရေးခီးတို့များထွက်ခြင်းစာရာတွေကိုဆောင်ရွက်ခဲ့ကြပြီးမတူညီတဲ့ယာရုတွေမတူညီတဲ့နေရာဌာနတွေကလာခဲ့ကြတဲ့သင်တန်းသားသင်တန်းသူများအကြားတဦးနဲ့တဦးမိသားစုဝင်တွေလိုနှွေးထွေးမှုကိုရရှိစေခဲ့ပါတယ်အခုဆိုရင်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဝဲသင်တန်းအမှတ်စဉ်3ဟာတင်ကြားရေးလုပ်ငန်းများပြီးစီးခဲ့ပြီးမကြာရုံးမဲ့ကာလမှာအောင်မြင်စွာပြီးဆုံးတော့မှာဖြစ်ပါတယ်။သင်တန်းကာလတစ်လျှောက်အခက်အခဲများစိန်ခေါ်မှုများကိုအောင်မြင်စွာဖျက်ချော်နိုင်ခဲ့ပြီးအတွေ့အကြုံကောင်းများနဲ့အသိပညာများတိုးပွားစေခဲ့ပါတယ်။ရရှိခဲ့တဲ့အတွေ့အကြုံတွေသဘောတရားတွေကိုမိမိတို့ရဲ့လက်တွေ့နဲ့ပဲမှာအကျိုးရှိစွာအသုံးချရင်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကောင်းမွန်တဲ့ခေါင်းဆောင်ကောင်းများဖြစ်လာကြပါစေကြောင်းမျှော်မှန်းတင်ဆက်လိုက်ရပါတယ်ရှင်။